တော်နဲ့အတူကိုရိုင်းမဲမောက်တော်တဲ့မှာဒူရင်ကြရအောင်ကိုရောရှင်သာကျွန်တော်ရဲ့အလိုအဆုံးပါကျွန်တော်ဘဝမှာကိုရောသားလေးအလိုအဆုံးဖြစ်တယ်လို့ဝန်ခံပြီးတော့ကိုရိုင်းမဲမောက်တော်တဲ့ဒူရင်ကြရအောင်
in your music and
Hallelujah. Kunasiya Kim Jong Un le chino le mati ba lu to bin le leก็ว่าต่อวิญญาณเพื่อจบเนี่ยเนาะวันไปมาตาเอ๊ะจะเนาะแข่งมาเนี่ยมาชื่อเราเลยสุดเราจะเนาะไอ้เช่นเนี่ยมันดูโลกหนาค่ะหลังจากนั้นเราจะเนาะโลกก็ว่าต่อวิญญาณจะเนาะดิโอลาดิโอลาဒါကြောင့်ကျွန်တော်ရဲ့အစွမ်းအစပါလေအဲ့ဒါကိုအားကိုးခြင်းမဟုတ်ပဲねကျွန်တော်ရဲ့ပျော်ရွှင်ခြင်းပျော်မွေ့ခြင်းကိုကျွန်တော်ရှေ့ထားပြီးတော့ဘုရားသခင်လှူရှားပါဆိုပြီးတော့ကျွန်တော်အဲ့ဒါနဲ့ဖြစ်ပါတယ်။နောက်ခုနကျွန်တော်တို့ဒီ praise and worship လုပ်တဲ့အခါကျွန်တော်စိတ်ထဲမှာဘာပေါ်လာလဲဆိုကျွန်တော်တောင်းတမှုနဲ့သိကြလေးမရှိဘူး။ဒါကနေတော့ရုပ်ရှင်ပိုင်းကြည့်မှကြားတာလေကျွန်တော်ပြောချင်တာက worship တွေပါလို့ကျွန်တော်မျက်ရည်သိကြလေးမရှိဘူးတော့ကြားခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ခုနအချင်းနောက်ဆုံးပြည့်အချင်းဆိုတဲ့အခါမှာကျွန်တော်မျက်ရည်လဲလာပါတယ်။ဘာကြောင့်လဲဆိုတော့ဖျားခင်ရဲ့ခြေပြီးတော့ကျွန်တော်မှာသားလေးကြောက်ရှိတယ်။ဒီသားကိုကျွန်တော်ချစ်တယ်တော်ချစ်တယ်။ခုဆိုလည်းကျွန်တော်ချစ်တယ်။ဒါပေမဲ့ကျွန်တော်တစ်ခါလေးကျွန်တော်ပြန်ပြီးတယ်။ငါဒီကလေးကိုလောက်ချစ်တယ်။ကျွန်တော်တို့ပြန်ပြီးတဲ့အခါကျွန်တော်မှတိုင်းစီရမရှိဘူး။အဲ့တော့ကျွန်တော်ကတော့ပဲအဖြေပြန်ပေးလိုက်တဲ့အခါငါချစ်ကဒီကလေးတွေလုံလောက်တယ်ဆိုတဲ့အဲ့ဒီအဖြေနဲ့ကျွန်တော်မှရှိတယ်။ဘယ်သူမှမချစ်ရင်ဒီလိုစီငါသူ့ကိုချစ်တဲ့ချစ်ကသူ့အတွက်လုံလောက်တယ်ဆိုတဲ့ကျွန်တော်စိတ်ထဲမှာဘာလို့ပြောအရန်ကိုတေးစားလုံးအားကြည့်တဲ့အခါအဲ့ဒါကြီးကတခြားအားနဲ့မတိုင်းဘူးပြောချင်တဲ့ဘောကခုနကျွန်တော်တချင်းဆိုနေရဲ့နှုတ်ကချီးမွမ်းနေဖျားခင်ရဲ့ချစ်ချင်းကကျွန်တော်ခံစားတဲ့လိုမျိုးပဲဖျားခင်လည်းကျွန်တော်တို့ချစ်မှာပါလားဆိုတဲ့အခါကျွန်တော်စိတ်ကပေါ်လာတဲ့အခါကျွန်တော်ကလည်းနိုင်လာတော့မပေါ့တို့ပြင်မဲ့လည်းကျွန်တော်ရဲ့ကလေးပေါ်မှာချစ်ချင်းအဖြစ်ဖျားခင်ရဲ့ချစ်ချင်းကိုကျွန်တော်နားလေလာတယ်ပဲဒါကြောင့်မို့လို့ကျမ်းစာကမရေးထားလို့များလည်းပဲကျွန်တော်သဘောပေါက်တာ။အော်ကလေးတွေကရှိဘုရားရှင်ရှိခိုင်းတာကသူ့မေတ္တာများတည်စီလို့လားမသိဘူး။ဒါကြောင့်လူငယ်တွေစူးစမ်းဖို့လိုနေတယ်ဒီပဲ။အဲ့ဒါကတော့ကျွန်တော်တကူရေးခံပါကြပါလေ။အဲ့တော့ကျွန်တော်ဒီနေ့ဘာကြောင့်မဟုတ်လဲဆိုတော့ကျမ်းစာလေးနဲ့ကတော့တော့မြောက်ရကျမ်းခန်းကြီးရှစ်အခန်းငယ်1ကိုကျွန်တော်တို့အမှုထားရအောင်ထာဝရဘုရားကလည်းတင်ပြီးဖာရောဘုရင်ထံသို့ဝင်၍ငါ၏လူတို့သည်ငါအားဝိတုကြီးကြောင်းသူကိုလွတ်လောဆိုတဲ့ဟာလေးပါအခုတလောကျွန်တော်တို့ Facebook ကတော့မနေ့အရာထားတာနဲ့ကျွန်တော်တို့ကြည့်ဖြစ်တဲ့အားပေါ့နော်လူကြီးလူပြန်ရွေးအဲ့ဒီမှာကျွန်တော် shock ရတဲ့အားတစ်ခုရှိတယ်။ဘာလဲဆိုတော့ကျွန်တော်တို့အမေရိကပဲအခုဆိုအမေရိကပဲစတာ။အဲ့တော့ခါဒီတိုင်းဘာမှလို့ပြောမှဆိုတော့ကျွန်တော်တို့ဘာမှဒီ context နဲ့ဆိုရင်တော့နားနဲ့မှာမဟုတ်အနာဖွားနဲ့နားမဲ့အကြောင်းများဖြစ်ပါတယ်။ဒါပေမဲ့ဒါတွေကတကယ်ဖြစ်တဲ့အတွက်ကျွန်တော်မပြောလို့မရဘူး။အဲ့ဒါကဘာလဲဆိုတော့အမေရင်းနဲ့တားနဲ့ကြိုက်နေတဲ့ကိစ္စဖြစ်တာ။တားက19နှစ်ရှိတယ်အမေက36နှစ်သူတို့အမေက16နှစ်နဲ့ကလေးရတယ်အဲ့ဒီခါတားသမီးတားတူတားလို့တခြားမွေးနဲ့ဘာလို့မွေးစားမှပေးလိုက်သူ့သားကအသက်အရွယ်ရလာတဲ့အခါမှာ16နှစ်လောက်ဖြစ်လာတဲ့အခါမှာသူ့အမေနဲ့ Facebook မှာတွေ့တယ်အဲ့ဒီမှာဘယ်လိုအင်္ဂလိပ်ခေါ်ကနှလုံးတော့မှမြင်ပါ genetical attraction ဆိုတာဘာမှမသိဘူးခေါ်တယ်လို့ရှိတယ်သဘောကတော့မိခင်ရင်းနဲ့တားနဲ့ချစ်ကြိုက်တယ်ဆိုတဲ့ဟာအဲ့ဒါပြပြီးတော့အတူတူနေကြတဲ့အခါမှာသူတို့ကဘယ်ထိဖြစ်လာလဲဆိုတော့အမေနဲ့
တာအဖေနဲ့တမီလက်ထပ်ခွင့်ရဖို့တောင်းဆိုတာရဲကဖမ်းဖို့လုပ်တဲ့တရားစီနဲ့အမေသူတို့ကဒါကိုတရားဝင်ဖြစ်ဖို့သူတို့ကြိုးစားဖို့သူတို့တားဆီးအဲ့တော့အဲ့ဒီဟာမှမနိုင်ခင်မှာပါရှိခဲ့တဲ့ကျွန်တော်တို့အမျိုးသားချင်းတော့ကတော့အမျိုးသမီးလက်ထပ်ခွင့်စဖြစ်တယ်ဒါရီတော့မှမပြီးသေးတော့ခုလိုက်လာတဲ့အခါကျွန်တော်တို့ကဘာကြီးကဘာဘယ်လမ်းစဉ်သွားနေလဲဆိုတော့စိတ်ဆက်ညီနိုင်ခြင်းဆိုတဲ့လမ်းစဉ်ကိုတွားနေတာဖြစ်တယ်။တိတာကကျွန်တော်မြန်မာပြည်တော်မှာဒီစနစ်ကိုကြိုက်လုံးလို့ကျွန်တော်တို့ကဒီစနစ်နဲ့တွားမယ်ဆိုပြီးတော့ကျွန်တော်တို့လှုပ်ရှားမှုတွေအများကြီးလုပ်တယ်။အခုကျွန်တော်တို့အောင်မြင်ခါနေပြီအခုဆိုရင်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးကအယုတ်ပြီးတွားပြီးတော့စိတ်ဆက်ညီနိုင်ရေးလုပ်တယ်။အဲ့တော့ကဘာကြီးတွားနေတဲ့ trend ပေါ့သူ့ရဲ့လမ်းကြောင်းကစိတ်ဆက်ညီနိုင်မှုကြီးပဲဖြစ်အဲ့ဒါနဲ့တစ်ဆက်ထဲမှာပဲခုတလုံးမှာကျွန်တော်ကျောင်းမှာကျွန်တော်စာသင်တဲ့အတွက်ကျမ်းစာကျောင်းမှာစာသင်တဲ့အတွက်ကျွန်တော်နာမည်အားဖြင့်တော့မတက်တော့ဘူးတို့ပြင်မဲ့လည်းကျွန်တော်အနောက်တိုင်းဘက်ကဓမ္မပညာတွေးခေါ်ရှင်တွေကရေးတဲ့စာကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာအခုချိန်ကကဘာကြီးကတွားနေတာကအားလုံးအစင်ပြေပြေတွားမဲ့နီးလမ်းရှာကြတဲ့အခါမှာခရိယန်လေးနေနဲ့ကိုခရိယန်ကြီးပဲသိပြီးတော့လက်မကန်ဆွဲနေတခြားနေနေကြတော့နေရအောင်ဆိုတဲ့ဟာကိုတိတ်သွားခြင်းတဲ့အခါမှာညီနိုင်ရေးဘက်ကိုသွားတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့သခင်ယေရှုရဲ့အခန်းကဏ္ဍကမေးမိလာတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခရိယန်နေနဲ့ကျွန်တော်တို့မှာခရိယန်လို့ကျွန်တော်တို့ခေါ်သမုတ်ချင်းခံရတာကခရစ်တော်ရဲ့နောက်လိုက်နေလို့ကျွန်တော်တို့ကခရစ်ယာန်လို့ခေါ်ခြင်းခံရတာဖြစ်တယ်ဒီသခင်ယေရှုပေါ်မှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုကျွန်တော်တည်ဆောက်ကြတာဖြစ်ပါတယ်တို့ပေမဲ့လည်းခုနကျွန်တော်တို့အလုံးစုံတပေါင်းစည်းတဲ့တွားရေးတစ်လုံးတစ်ဝရေးကိုဦးစားပေးတဲ့အခါမှာသခင်ယေရှုကနေရာတိုင်းမှာဝင်ပါခိုင်းလို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့တခြားသောဘာသာဝင်များအနေနဲ့သခင်ယေရှုပါလာရင်သူတို့စိတ်ထဲမှာသူတို့မပါဘူးလို့ခံစားရတဲ့အခါသခင်ယေရှုရဲ့အခန်းကဏ္ဍကိုတဖြည်းဖြည်းမင်းမြင်ဖို့ဖြစ်လာရတယ်။ဥပမာအဖြစ်ကျွန်တော်တခုပြောမယ်ဆိုရင်တချို့သော theologian များအနေနဲ့သခင်ယေရှုကိုကယ်တင်ခြင်းကိုပေးပိုင်တဲ့အရှင်အနေနဲ့သဘောမထားတော့ဘူးမယုံကြည်တော့ပဲနဲ့သူ့ကိုကျွန်တော်တို့လောကီသားတွေကယ်တင်ခြင်းရဖို့ရန်ဘုရားသခင်အသုံးပြုတဲ့ကိုယ်စားလှယ်အနေနဲ့ပဲထားခြင်းလာကြတော့ဒါကကျွန်တော်တို့ဓမ္မပညာပိုင်းမှာရှိနေတဲ့အတွေးခေါ်ပိုင်းပေါ့လေအဲ့တော့ဒါတွေကိုကျွန်တော်တို့ကစိုးရိမ်စရာလေးနဲ့ကျွန်တော်ချင်းချောက်တဲ့စကားတွေနဲ့ပြောတာမဟုတ်ပဲနဲ့လက်ရှိဖြစ်နေတဲ့အနေအထားကျွန်တော်တို့ဒီနိုင်ငံရေးတော်၎င်းစီးပွားရေးတော်၎င်းကျွန်တော်ဘာသာရေးအတွေးခေါ်တွေမှာဖြစ်နေတာကိုကျွန်တော်အနေနဲ့မိမောင်းထိုးပြတဲ့သဘောပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ယုံကြည်သူများအနေနဲ့လည်းအခုကျွန်တော်မြန်မာနိုင်ငံလည်းဒီတိုင်းသွားရင်ဒီစနစ်ကဒီမိုကရေစီတာကျွန်တော်တို့ကျင်းတဲ့ဝင်တော်၎င်းကျွန်တော်တို့ပြင်ပချက်ချက်အသုံးပြုနိုင်မယ်ဆိုရင်ဒီຢာတွေကကျွန်တော်တို့လက်ကမ်းမှာရှိနေပါမယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ဘာအကြောင်းပြောချင်လဲဆိုတော့မောရှေကနေပြီးတော့ဣသရေလလူမျိုးတွေကိုအီဂျစ်ပြည်ကနေပြီးတော့ဆွဲခေါ်တဲ့အခါမှာဖာရောဘုရင်နဲ့ညှိနှိုင်းမှုလုပ်ခဲ့ပါတယ်။ဖာရောဘုရင်နဲ့ညှိနှိုင်းမှုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့သိတဲ့အတိုင်းပဲအေဂုတ်တူပြည်ကနေပြီးတော့ဣသရေလလူတွေကမောရှေကခေါ်ဆောင်ဖို့ဘုရားသခင်ကိုချီးမွမ်းဖို့ရန်ခေါ်ဆောင်ဖို့လုပ်တဲ့အခါမှာဖာရောဘုရင်ကလက်သက်မခံပါဘူး။ဒါကြောင့်မို့လို့ဘုရားသခင်အနေနဲ့ကကြီးတနပါးနဲ့သူတို့ကိုဘုရားသခင်ကြီးမြတ်တဲ့အကြောင်းပေါ်ပြ
ဘယ်နှခုပါလဲဒီ10ခုနဲ့10ခုနဲ့အဲ့တော့အဲ့ဒီအကြောင်းတွေမပြောခဲ့နဲ့ကျွန်တော်ပထမအနေနဲ့တွေးနေရေအားလုံးကိုတွေးဖြစ်စေအဲ့ဒါမှတိုင်းနေမှာအခုရှိသေးတာကဘာလဲဆိုမောရှိကိုဖျားခင်ကဘာလေးပဲပေးတယ်လဲဆိုတောင်းဝေးလာဖြန်အဲ့ဒါလေးပဲယူသွားခံပါတယ်ဖာရောဘုရင်ရှေ့ရောက်တဲ့အခါအဲ့ဒါလေးကိုချလိုက်တဲ့အခါမှာငွေဖြစ်သွားတယ်ဟိုဘက်ကဖာရောဘုရင်ဘက်ကလည်းဝိဇာတက်တဲ့လူတွေကဟာဒါလေးများသူတို့လောက်တက်တယ်တို့ပေမဲ့လေခုနအာရုံနဲ့မောရှိရဲ့လန်ကဟိုဝိဇာတက်တဲ့လူတွေရဲ့ငွေကိုမျိုးသွားကျွန်တော်ဒီနေရာမှာအရင်သဘောကျရှိဘာကြောင့်လဲဆိုတော့ကျမ်းစာကိုကျွန်တော်လေ့လာတဲ့အခါမှာကဘာဦးကျမ်းမှာလူတွေကငွေအားဖြင့်ကျွန်တော်တို့အဖြစ်ရဲ့ဟိုဘယ်လိုပြောကျွန်တော်ကြာဆုံးခြင်းကိုရောက်ခဲ့ရတယ်။ဒါပေမဲ့ဒီနေရာမှာငွေအားဖြင့်အဲ့ငွေနှကောင်ရှိတဲ့တဲကငွေမောရှိတို့ရဲ့ငွေကခုနငွေကိုဝါပြီးတော့ဒါကကျွန်တော်ဘာကိုပြောနေလဲဆိုရင်ကျွန်တော်မှလာမဲ့သခင်ယေရှုကစာတန်ကိုနိုင်မှာမိမောင်းထိုးပြနေမှအရင်သိတာမိမောင်းထိုးပြနေအဲ့တော့ခုနကျွန်တော်တို့ဖားတွေးပြီးဖားဆက်တာအဲ့ဒီခါမှာဖားတွေသိများတဲ့ခါမှာဒီဖာရောဘုရင်ကနည်းနည်းလေးလန့်လာတဲ့ခါမှာအရင်ဆုံးတွေးတိုးဆန်းတဲ့အနေနဲ့မောရှိကိုဒီကကဲမင်းတို့ကဖျားတဲ့ပူဇော်နဲ့ပေးမယ်ဆိုပြီးတော့တွေးတိုးဆန်းတဲ့အနေနဲ့အတိပေးလိုက်ဒါပေမဲ့သူလုံးဝမဖြစ်တော့လုံးဝမဟုတ်တော့အဲ့ဒီမှာဘုရားခင်ကပဲစိတ်ပြန်မာခိုင်းပြီးတော့အဲ့ဒါပြီးတာလည်းကျွန်တော်တို့ချင်းကောင်းနေအားဖြင့်တော့လည်းကောင်းရင်ရဲအားဖြင့်တော့လည်းကောင်းဣသရေလအဲ့လိုတို့တွေကိုဘုရားခင်ကပညာပေးတဲ့အခါအဲ့ဒီမှာဘုရားခင်ကသူတို့ကိုပြောလဲဆိုတော့ညီနိုင်တဲ့အနေနဲ့ပြောလဲမင်းတို့ကိုဒီပြည်မှာဘုရားခင်ကိုပူဇော်ဖို့ငါခွင့်ပေးမယ်လို့ပြောပါတယ်ဒီပြည်မှာဒါမှမောရှိတယ်လုံးဝလည်းမခံဘူးငါတို့ဒီပြည်မှာရှိတဲ့ညဉ့်ညမ်းတဲ့အရာတွေနဲ့ယွန်စရာကောင်းတဲ့အရာတွေနဲ့ငါတို့လုံးဝဘုရားခင်မပူဇော်နိုင်ဘူးပြောဒီမှာကျွန်တော်တို့ကျမ်းစာကိုကြည့်တဲ့အခါအီဂျစ်ဆိုတာကျွန်တော်တို့စာတန်နဲ့ကျွန်တော်တို့မကောင်းမှုနဲ့ကျွန်တော်နိုင်လို့ရှိပါတယ်ဒါကဘာပြောလဲဆိုမောရှိကကျွန်တော်တို့ညဉ့်ညမ်းတဲ့အရာယွန်စရာကောင်းတဲ့အရာတွေနဲ့ကျွန်တော်တို့မပူဇော်နိုင်ဘူးလို့ပြောတဲ့အခါကျွန်တော်ခရစ်ယာန်တက်တာဘာပြောနေလဲဆိုရင်ကျွန်တော်ခရစ်ယာန်တက်တာကျွန်တော်စာအဖြစ်ဆွဲကပ်နေတဲ့ဟာကျွန်တော်တောင်းတတဲ့စိတ်တွေရှိတယ်ဘုရားသခင်ကိုသခင်ယေရှုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံပြီးပြီဆိုအဲ့ဒီဟာကတွဲနေလို့မရဘူးတွဲနေလို့မရဘူးတနည်းအားဖြင့်ဆိုရင်ကျွန်တော်ယခင်ကကျွန်တော်ရဲ့ဇာတိပဂတိရဲ့အလိုဒါတင်တဲ့ဘုရားသခင်ကိုကိုးကွယ်လို့မရပါဘူးတန်ရှင်းတဲ့အရာတွေနဲ့ပဲကိုးကွယ်လို့ရပါဒါကိုဆိုလို့ခြင်းပါဖြစ်ပါတယ်ဒါကြောင့်မို့လို့မောရှိကလည်းတည်တယ်ဤပြည်မှာရှိသောညဉ့်ညမ်းသောအရာတွေနဲ့ကိုယ်ကိုယ်လို့ပြောဒါကြောင့်မို့လို့ကျွန်တော်တို့အမှားလို့နေတယ်ကျွန်တော်တို့ရဲ့ဇာတိပဂတိအားဖြင့်ဘုရားခင်ကိုကိုယ်ကိုယ်လို့မရဘူးဆိုတာဒီကျမ်းစာအားဖြင့်ကျွန်တော်တို့ကိုအတိအလင်းညွှန်းဆိုနေပါတယ်နောက်အဲ့လိုမျိုးညှိလို့မရတဲ့အခါမှာမင်းတို့ဘာလိုချင်တာလဲလို့နေတယ်ဘာတော့ကကျွန်တော်တို့လိုချင်တာကတော့ကိုသွားပြီးတော့3ရက်လောက်သွားရတဲ့တော့ကိုသွားပြီးတော့ကျွန်တော်တို့မှာဘုရားခင်ပူဇော်ခြင်းသာဖြစ်တယ်အဲ့ဒါနဲ့ဖာရောကလည်းနည်းနည်းလေးကြောက်လာခုနကဒီနိုင်နေမှာကိုနည်းနည်းလေးရှော့တာအေးဟုတ်ပြီမင်းတို့သွားမယ်ဆိုတော့သွားတော့ရဲသွား3ရက်မကားတော့အေးဒါပေမဲ့မင်းတို့သွားမယ်ဆိုရင်ဝေးမသွားနဲ့ဖာ
တော့ကညှိတာမင်းတို့ဝေးဝေးသွားနေသူအနေနဲ့ကတော့စိတ်ရည်အမြင်လေးနဲ့လည်းမြင်တာဖြစ်ပါလိမ့်မယ်သူတိတ်ဝေးသွားရင်သူခဏလေးနဲ့ like လုပ်မရဘူးပြန်ဖမ်းလို့မရဘူးအဲ့ဒါကိုကြောက်တာဖြစ်ပါမယ်ဒါပေမဲ့ကျွန်တော်ဝိညာဉ်ရေးပြပိုင်းကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့ကိုစာတန်ကသူနဲ့တိတ်ဝေးသွားမှကြောက်တယ်ဖြစ်နိုင်ရင်ကျွန်တော်တို့ကိုနှစ်ခွက်လေနိုင်တဲ့နေတဲ့သဘောမျိုးလိုချင်တာဗျာပြောစင်တာဖန်တော်နဲ့သွားပြရတယ်နည်းနည်းတငယ်ချင်းတွေပြပေါင်းပေါ်ကောင်းရင်လည်းနည်းနည်းကိုပြောစရာရှိပြောလိုက်ဆိုရက်ပေါ့နော်ကျွန်တော်တို့နှစ်ကိုပဲသဘောမျိုးကိုစားရတာကျွန်တော်ဖြစ်စီသူ့ပြင်မဲ့လေမောရှိကလုံးဝမခံပါဘူးလုံးဝတည်နေမြင်ပါတယ်အဲ့တော့ဒါကိုလည်းဖာရောကလည်းခံတဲ့အခါမှာခုနကပ်ပြီးနေတဲ့ဖြစ်စီရဲ့တရိษံတွေပြီးစေတယ်အနာဆိုးတွေဖြစ်စေတယ်နောက်မိုးကြိုးရဲ့မိုးသီးမိုးကြိုးတွေနဲ့မိုးသီးတွေကြာခိုင်းတဲ့အခါမှာအဲ့ဒီမှာဖာရောလည်းတော်တော်လေးလက်လာတဲ့အခါမှာအဲ့ဒီမှာသူငါမှားပါပြီသူ့လူတွေလို့ပြီးတော့ဟောရှိတယ်ငါမှားပါပြီငါတကယ်မှားပါပြီဟောမင်းတို့ဖျားစီမမြန်သွားဆိုပြီးတော့တောင်းပန်တိုင်းဆိုပြီးပြောပြတယ်ပြောပြမယ်လေသူစိတ်ပြန်မှာသွားပြန်ပါတယ်အဲ့ဒါနဲ့မောရှိကိုဖျားစီပြောတယ်မင်းသွားပြီးတော့ပြောလိုက်ကျန်းကောင်လေးနဲ့ငါသွားနှိမ့်ဆက်မယ်အဲ့ကျန်းကောင်နဲ့ဘယ်တော့များလဲဆိုကဘာစပြီးကြတယ်ကွာကိုကြည့်ပြီးအဲ့ဒီတော့ကျန်းကောင်ပေါ်ဖို့မှာမဟုတ်ဘူးညီကြီးခြေချဖို့တော့ရှိမှာမဟုတ်ဘူးအဲ့ဒီတော့ဒီကများခိုင်းတယ်လို့ပြောတဲ့အခါမှာဖာရောကလည်းလန့်သွားတယ်အဲ့ဒါလေကဲဟုတ်ပြီမင်းတို့ဘယ်သူတွေနဲ့တွားမှာလဲဆိုတော့ခုနညှိနှိုင်းတာတစ်စက်တည်းနဲ့ရှော့လိုက်မင်းတို့ဘယ်သူတွေနဲ့တွားမှာလဲပြောတဲ့အခါမှာမောရှိကကျွန်တော်တို့လူကြီးလည်းပါပါမယ်လူငယ်လည်းပါပါမယ်သားသမီးတွေလည်းပါပါမယ်နောက်ကျွန်တော်ရဲ့ကျွဲတွေနွားတွေလည်းအကုန်ပါပါမယ်ဆိုပြီးတော့ပြန်ပြီးတော့ဖာရောကိုပြန်ပြောတယ်ပြန်ပြောတဲ့အခါမှာအဲ့ဒီမှာဖာရောကမင်းတို့ငါ့ကိုကလီကမာလာမလုပ်နဲ့မင်းတို့ညံလောက်တော့တီးတယ်ညာနဲ့ပြောပြီးတော့မင်းတို့သွားကြည့်အရှင်တို့ကငါတို့သဘောတူတယ်လို့ပဲယောက်ျားတွေပဲသွားကျန်တာတွေကုန်ထားခဲ့လို့ပြောတယ်အဲ့တော့ဒါကိုကျွန်တော်တို့ရဲ့ဝိညာဉ်သဘောအရခရိယန်တက်တာနဲ့ကျွန်တော်ပြန်ရှင်းကြည့်တဲ့အခါတခြားလည်းအများကြီးရှိပါလိမ့်မယ်သို့ပေမဲ့ကျွန်တော်နားလည်တာကဘယ်လိုနားလည်ဆိုကျွန်တော်တို့ဒီဥပမာအနေနဲ့ပြောတာတနင်္ဂနွေနေ့လေးဆိုရင်တော်တော်များများကကျူရှင်တဲ့ရတယ်ဘုရားကြောင့်မတော်နိုင်ဘူးကျူရှင်ဘုရားဝတ်ပြုဖို့ရန်အတွက်အချိန်မပေးနိုင်ဘူးကျူရှင်အရေးကြီးတယ်ဒါကစာတန်လိုချင်နေတဲ့ပုံစံလေးများဖြစ်နေမလားဖြစ်တယ်လို့ကျွန်တော်မပြောပါဘူးဖြစ်နေမဖြစ်လို့လဲဆိုတော့ပူဇော်ဖို့ရန်တွားဖို့ရန်စာဖာရောဘုရင်ကြီးကယောက်ျားတွေပဲတွားခိုင်းတယ်ကျန်တဲ့လူကလေးတွေပေါ့လေမတွားခိုင်းဒါကျွန်တော်တို့ခရိယန်တက်တာမှာကျွန်တော်တို့နှလုံးသွင်းဖို့ရန်ဒါလေးဒုက္ခမဲ့လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါနဲ့အဲ့ဒီလိုကြည့်တာမောရှိရတော့လက်မခံပါဘူးညီနိုင်မခံပါဘူးအဲ့လိုလည်းဖြစ်ပါခုနဖျားစီကျိုင်းကောင်ကိုလှုပ်ပါတယ်ကျိုင်းကောင်နဲ့လှုပ်ပြီးတော့ဘာထပ်လုပ်လဲဆိုတော့မှောင်တာမှတော်မှောင်နေကျွန်တော်တခါတလေစဉ်းစားတယ်အဲ့ဒီမှောင်မိုက်ကိုကျွန်တော်တခါလေ thesis လုပ်ပြီးလေ့လာရင်ကောင်းမလားလို့ဘာဖြစ်လဲတယောက်နဲ့တယောက်တော့ညီလို့မရဘူးလေအဲ့ဒီမှောင်မိုက်ကြီးကမီးထိုးလို့မရတဲ့မှောင်မိုက်တနည်းအားဖြင့်တော့အဲ့ဒီမှောင်မိုက်ကဒုတယ်ရှိတဲ့မှောင်မိုက်တယ်ဒုတယ်ရှိတဲ့မှောင်မိုက်ဒုတယ်ရှိတယ်လို့ကျွန်တော်ပြောတဲ့အခါမီးခိုးတွေပါထွက်တဲ့အခါမှာလေမီးခိုးဆိုရင်သူ့မှာဒုတယ်ရှိတာပေါ့ရိုးရိုးမှောင်နေတဲ့သဘောမဟုတ်ပဲနဲ့ဒုတယ်ရှိတဲ့မှောင်မိုက်များရောက်ခင်
ကြားရောက်စင်ကားမှုပြီးတော့ထုံးလို့ပြောအဲ့ဒီအခါမောရှိက sorry ဖာရောဘုရင်ကနေပြီးတော့ပြန်ပြီးပါတယ်ပြန်ပြီးကဲဒါဆိုရင်မင်းတို့လူကြီးရောလူငယ်ရောခလေးရောသားသမီးတွေအကုန်ခေါ်သွားဒါပေမဲ့မင်းတို့သိုးနွားတွေတော့ထားခဲ့ဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့စာတန်ရဲ့လူချင်းသားကမရသမျှဘာဆွဲပါပဲရသမျှနောက်ဆုံးလူမရတော့ဘူးပစ္စည်းအဖြစ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကျမ်းစာထဲမှာတနင်္ဂနွေနေ့တိုင်းကျွန်တော်တို့ပါလေအလူတော်ကြီးစက်ကက်ခါလေးမှာတင်းပတ်စံရှိတဲ့နေရာမှာတင်းရဲ့စိတ်နှလုံးရှိတယ်ပြောပြတာဟုတ်အဲ့တော့လူတွေကိုဒီတဲချီကြိုက်ဖြစ်တဲ့လူတွေရဲ့တဲချီကြိုက်ဖြစ်တဲ့ပစ္စည်းဥစ္စာနဲ့ဆွဲလို့ရမှာကောင်းကောင်းသိတယ်အဲကြောင့်ဘာတော့ကနေပြီးလို့တူသွားနေတာမောရှိရလည်းပြက်တယ်ရဘူးကျွန်တော်တို့တွားမယ်ဆိုရင်ဘုရားသခင်ကိုပူဇော်ဖို့တွားမယ်ဆိုရင်ကျွန်တော်တို့ရှိတဲ့ຢာအကုန်လုံးကိုကျွန်တော်တို့ကယူသွားမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘာနဲ့ပူဇော်ရမလဲဆိုတာဘုရားသခင်ကကြိုမပြောဘူး။နေရာရောက်မှဘုရားသခင်ကပြောမှာဖြစ်တယ်။ပြတ်ပြတ်ပဲလုံးဝအမိနိုင်မှာခံ။အဲ့လိုလည်းပြောရောကျွန်တော်တို့ဒီဖာရောကဘာပြောလဲဆိုအဲ့ဒီမှာချိန်တာတနည်းအားဖြင့်ရာဇတိုင်ပေးတာမောရှိမင်းတတိထားတော့မင်းနောက်ငါမျက်နှာမမြင်အောင်မင်းနေငါမျက်နှာမင်းမြင်တာနဲ့ပေးမယ်ဆိုပြီးတော့ချိန်ရောချိန်တဲ့အခါမှာမောရှိကလည်းကောင်းပါပြီကျွန်တော်မျက်နှာမမြင်စေရပါဘူးအဲ့ဒီမှာဘုရားသခင်ကသူ့လို့သူစားပါတယ်သူ့လို့သူစားပါတယ်ကျန်တဲ့ပိုင်းကြီးမောရှိပူဇော်မလို့ပါဘုရားသခင်ကသူ့လို့သူလုပ်ပါတယ်အာဥကိုပေးစီခြင်းအဖြစ်ဖာရောဘုရင်ရဲ့ကိစ္စဝါကိုမောရှိတို့ကိုမလွတ်တဲ့ခုနဘုရားခင်ကပြောတဲ့ငါ့ကိုပူဇော်ဖို့ရန်ကဤလူတို့ကိုလွတ်လို့ဆိုတဲ့ဟာကအဲဆိုဘုရားခင်ကပဲစီရင်သွားတာအဲ့တော့ဒီနေရာမှာကျွန်တော်ဘာမြင်နိုင်လဲဆိုတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်ရဲ့အသက်တာမှာခုနမောရှိမျိုး no တခုခုညှိတာလုံးဝညှိမခံကြည့်မယ်ဆိုရင်နည်းနည်းလေးရှော့လိုက်ပါလားမောရှိနေတယ်ဒီလောက်လည်းနှစ်ပေါင်း400ကျော်လောက်သူတို့ကကြုံခံနေရပြီဒီခုနနောက်ဆုံးမှာဆိုရင်တိုးနွားတော့ထားခဲ့လိုက်ပေါ့လူလွတ်ပြီပဲပစ္စည်းတော့ထားခဲ့ပေါ့ဒါနဲ့မောရှိကဘုရားခင်ရဲ့ဘုရားခင်ခိုင်းတယ်လုံးဝဘူးနိုင်မှာအဲ့ဒီလိုမျိုးပြက်ပြက်သားသားဒီဘက်ကဘုရားခင်ပေါ်တည်နေတဲ့အတွက်နောက်ဆုံးမှာဘုရားခင်ကကျန်တဲ့ကိစ္စဘုရားခင်သူ့ဟာသူလုပ်သွားပါတယ်ဘုရားခင်လုပ်သွားပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ပြောစင်တာကဘာလဲဆိုကျွန်တော်ကိုယ်ချိန်ကညှိနှိုင်းတဲ့အချိန်ညှိနှိုင်းမှုနဲ့ခရီးသွားဖို့တာဆူနေတဲ့လောကကြီးပါကျွန်တော်တို့ဒီအသင်းတော်တွေမှာလည်းလူပါပဲညှိနှိုင်းပြီးတော့လုပ်ဆောင်ကြတာတို့ပေမဲ့လည်းကျွန်တော်ဘုရားခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကြားမှာညှိနှိုင်းလို့မရတဲ့ကိစ္စရှိတယ်ဆိုတာစိတ်ထဲမှာမှတ်ထားပါကယ်တင်ခြင်းနဲ့ပတ်သက်တဲ့အရာတွေဘုရားခင်ရဲ့မျက်နှာသာကိုရဖို့ဘုရားခင်တည်တဲ့သောရှင်းဖြစ်ဖို့ရန်အတွက်ညှိနှိုင်းမှုနဲ့လုံးဝလက်မခံပါဘူးအရှင်ကလေးကလည်းလက်မခံတယ်လို့နောင်လည်းလက်ခံမှာမဟုတ်ပါဘူးကယ်တင်ခြင်းရဖို့ရန်အတွက်ဒီမိုးကောင်းကင်အောက်မှာသခင်ယေရှုရဲ့နာမမှာတပါးတခြားဘုရားခင်ကဂတိပေးတာမရှိပါဘူးအရှင်ကလည်းမရှိပါဘူးနောင်လည်းရှိပါမှာမဟုတ်ပါဘူးဤကဲ့သို့သောအရာများမှာအမိနိုင်မခံပါဘူးအမိနိုင်မခံပါဘူးဒါကြောင့်မို့လို့ခုနမောရှိရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာဖာရောဘုရင်ကညှိနေတဲ့လိုမျိုးပဲတင်းရဲ့အသက်တာမှာလည်းတင်းရဲ့အသက်တာကစာတန်ရဲ့အလိုကိုနိုးလို့ပြောနေခုနညှိနှိုင်းမှုကပိုပြီးတော့ကြီးလာမှာဖြစ်တယ်ပိုပြီးတော့ပြင်းထန်လာမှာဖြစ်တယ်တို့ပြီမဲ့လည်းအားမလျော့ပါနဲ့ခုနတော့ကမောရှိတို့
နမိတ်လက္ခဏာတွေကိုလုပ်တဲ့အခါမှာသူကင်တဲ့ဒုက္ခသူကင်တဲ့လှန်တဲ့ဒုက္ခတောင်းဝေးကဝိဇ္ဇာတက်တဲ့လူတွေရဲ့ဒုံနဲ့လုံထားတဲ့မွေကိုမျိုးတဲ့ဒုံဖြစ်တယ်ခမည်းယုံကြည်နေတာကခုနမောရှိကင်တဲ့ဒုံတွေပါပဲစာတန်ကိုမျိုးတဲ့ပြီးတဲ့ဒုံသခင်ယေရှုတို့ကိုခင်ဗျာကင်ထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့မကြောက်ပါနဲ့မကြောက်ပါနဲ့ကျွန်တော်တက်တာလူငယ်လေးလူငယ်လေးလူကြီးလေးကြီးရလေးဆုံးတဲ့နောက်ချက်ချင်းရှိပါတယ်ဖျားခင်ကိုပဲမျက်မှောက်ပြုပါသူ့ရဲ့အလိုတော်တိုင်းမှာနိုင်ရှောက်ပါဖျားခင်ကကျန်လာပြီးလှုပ်ဆောင်သွားပါမယ်ရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေ